မင်္ဂလာပါခင်ဗျာအခုဆိုရင်ကျွန်တော် Windows 7ကိုဘယ်လိုမြင်အောင်လုပ်ရမလဲဆိုတာဤတနည်းအဖြစ်ပြပါမယ်ဖြစ်ပါတယ်အလွယ်ဆုံးနည်းပေါ့နော်ကျွန်တော်တို့အခုဒီ performance options မှာလိုသလောက် checkbox လေးတွေလုပ်ပြလာမယ် checkbox ပေါ့နော်အဲ့ဒါကအလွယ်ဆုံးနည်းတနည်းဖြစ်ပါတယ်ကျန်တဲ့နည်းတွေကိုရှာရင်တော့ internet မှာရှာရင်အများကြီးတွေ့မှာဖြစ်ပါတယ်ဒါကြောင့်အခုကအလွယ်ဆုံးနည်း video လေးပေါ့နော် ready ပြီးဆိုရင်စလိုက်အောင်ပထမဦးဆုံး start menu မှာကွန်ပျူတာပေါ်မှာ right click ထောက်ပြီးတော့ properties ကိုသွားမလို့ပြီးပြီဆိုရင်ညာဘယ်ဘက်ပေါ့နော်ဘယ်ဘက်တောက်မှာ advanced system settings ဆိုတော့ရှိရတယ်အဲ့ဒါကိုနှိပ်ပါပြီးရင်ကျွန်တော်တို့ဒီမှာတွေ့နေရတဲ့အတိုင်းပဲ performance နေအောင်ပေါ့နော် setting ကိုနှိပ်လိုက်မယ်ပြီးရင်ဒီဓာတ်ပုံလေးတွေအတိုင်း checkbox လေးတွေကို checkbox လေးတွေကိုချက်ပြလိုက်မယ်နော် like ချက်ပြလိုက်မယ်ပထမဆုံးအလွယ်အောင်ဆိုလို့ adjust for best performance ဆိုတာလေးကိုနှိပ်ပြလိုက်အဲ့ဆိုရင် box တွေအားလုံးပြောင်းအောင်မယ်အဲ့ဆိုရင်တစ်ခုချင်းစီလိုက်ပြီးတော့ uncheck လုပ်ပြီးရမှာတော့အဲ့ဆိုရင်ပထမဆုံး animations in text bar and start menu okay being enable desktop composition okay this being now who fade or slide tooltip into view no that's the good job being show thumbnail instead of icon being show the our group being smooth edge of screen font being not group no minute jalo di bama awesome ha being not so the not so good chabla we like being apply mo okay ne we like no being okayပြီးပါပြီကျန်တဲ့ပညာများကိုလိုချင်တော့ kglay.com မှာကြည့်ရှုနိုင်ပါခင်ဗျာ